Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီနောက်ချက်စားမဲ့ဟင်းတွေကတော့မနေ့ကအဟင်းအချမ်းတွေနဲ့ယောက်ျားဝင်လာတဲ့အမေသားကိုပြန်ချက်ထားတာပဲဖြစ်ပါတယ်အမေသားကိုဒီလိုမျိုးမြက်တီးချင်းတွေထည့်ပြီးမှအရသာစားတွေပြန်ထည့်ပြီးမှပြန်ကြောထားတာပဲဖြစ်ပါတယ်အခုမှစားကောင်းသွားပါတော့ဒီနာတော့အဆက်မပိုင်စားလို့မရအောင်အဆက်ပါမှစားဝင်နေပါတော့ဒီချက်သားလေးရတော့ရကြအတွက်ကြော်ပေးတာပဲဖြစ်ပါတယ်ချက်သားကိုစားကနန်းနဲ့ချက်သားနဲ့ပြီးစီရဲနဲ့နေဒီမှာအင်းရေပေးတာထဲမှာထည့်ထားပေးပါတယ်တော့မနက်မှာကြော်တဲ့အချိန်မှာပေါ့နော်အရသာတွေကအသေးအထိမီဝင်တာပေါ့နော်ပိုပြီးမှစားကောင်းပါတယ်အမေသားကတော့အခုရေခမ်းသွားပြီနော်အခုတော့အရသာပဲအကုန်တော့စားပြဝင်သွားပြီနန်းပြင်လည်းပြန်အုပ်ပေးလိုက်ဆိုတော့အင်းတကွတ်ပြီပေါ့နော်အရသာလေးကတော့ရှယ်တယ်အကျန်းစားကောင်းပြီအရန်ပဲမွေးပါတယ်လို့ဒါလေးရတော့ချက်ပေါင်ချက်ကြော်နဲ့တူစားဖို့ငရုတ်ကြီးအနစ်ပေးဖြစ်ပါတယ်ဒါလေးကြတော့ပေးပြပဲဖြစ်ပါတယ်ပေးပြအောင်ကြော်ထားပေါ့နော်ငရုတ်ကြီးအနစ်နဲ့တူစားဖို့ပဲဖြစ်ပါတယ်ကဲအခုတော့အကောင်လုံးစင်ပြေသွားပါပြီစားလို့ရပါပြီဒါလေးကတော့အမေသားပြန်ချက်ထားတဲ့အမေသားပဲဖြစ်ပါတယ်ဒီနေ့သမင်းကတော့ဦးကြီးနဲ့ချက်ထားပါတယ်ကျမယောက်ျားနဲ့အတူစားမှမလို့ပါဒါလေးကတော့ယောက်ျားအတွက်ဟင်းလေးဖြစ်ပါတယ်ဒီနေ့ရဲ့ဟင်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you next video